ဒူးနာခါနာနဲ့ဆင်းမြစ်ကြိုက်ခဲနာကျင်ခြင်းများတိတိတတ်တာတက်တာတောက်ကင်းစေမဲ့ကန်းစောစီအနစ်နုတွေထပ်ရောက်ပါတယ်ပစ္စည်းမပြတ်ခင်လိုအပ်တဲ့သူတွေမှာထားလို့ရအောင်ကျွန်တော်တို့ကြော်ညာပေးတာဖြစ်ပါတယ်ဘာလို့ပစ္စည်းမပြတ်ခင်လို့ပြောလဲဆိုရင်ကန်းစောစီအနစ်နုကကျွန်တော်တို့ရှိမှအမြဲတမ်းမရပါဘူးသူကကန်းစောတီအစိတ်တွေကိုကြိတ်ပြီးတော့ထွက်လာတဲ့ကန်းစောစီတွေကိုကျွန်တော်တို့ကအနယ်ထိုင်အောင်စောက်ပြီးတော့မှအပေါ်ကစီချေကိုတက်အောက်ကအနယ်တွေကိုတက်ခွဲထုတ်ပြီးတော့မှဒီအနစ်နုတွေရတာဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ရှိမှအမြဲတမ်းမရှိပါဘူးသူကဈေးနှုန်းတက်တာနဲ့ရောင်းပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လဲမြန်ပါတယ်အာနိသင်ကလည်းကန်းစောစီကကြတဲ့အနေဆိုတော့ကန်းစောစီအတိုင်းပဲအာနိသင်ရှိတယ်အဲကြောင့်မို့ဝယ်တဲ့သူလည်းများပါတယ်အဲကြောင့်မို့ပစ္စည်းကရပြီဆိုရင်ကုန်တာများလို့ကျွန်တော်တို့ကပစ္စည်းမပြတ်ခင်မာလို့ရအောင်ကြော်ညာပေးတာဖြစ်ပါတယ်ကန်းစောစီနင်းနုမတည်သေးတဲ့သူတွေကိုကျွန်တော်နည်းနည်းလေးရှင်းပြမယ်ကန်းစောစီနင်းနုဆိုတာကန်းစောစီကနေကျလာတဲ့ကန်းစောစီပလင်အောက်ခြေကအနေတွေခေါ်တာဖြစ်ပါတယ်ကျွန်တော်တို့ကန်းစောတီးအစေးတွေကိုကြိတ်တဲ့အချိန်မှာထွက်လာတဲ့ကြိတ်ဖက်တွေပေါ့နော်အဲ့ကြိတ်ဖက်တွေကိုပြန်ပြီးတော့အမုတ်ကြိတ်ပြီးတော့ရောင်းတဲ့ဟာမျိုးမဟုတ်ပါဘူးအဲ့ကောင်တွေကတော့ဆေးပစ်မဝင်ဘူးကန်းစောစီအနည်းနုတကယ်ဆက်ဆိုတာတော့ကန်းစောစီကနေကျလာတဲ့ပလင်အောက်ခြေကအနေတွေခေါ်တာဖြစ်ပါတယ်ကျွန်တော်တို့ခုရောင်းပေးနေတာအဲ့ဒီပလင်အောက်ခြေကအနေတွေပါဆေးပစ်ဝင်တဲ့ဟာတွေပါတန်ဖိုးရှိတဲ့ဟာတွေပါဆေးပစ်မဝင်တဲ့ကြိတ်ဖက်တွေမဟုတ်ပါဘူးဒီကန်းစောစီအနည်းနုရဲ့အားသာချက်ကဘာလဲဆိုရင်သူကတန်ဖိုးကြီးကန်းစောစီကနေကျတဲ့အနေတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကန်းစောစီရဲ့အာနိသင်နဲ့အတူတူပဲဈေးနှုန်းအဖြစ်တော့3လလောက်လူလို့ရတဲ့အနစ်နုနှစ်ဘူးတစ်တွဲပုံမှာ7000ကျပ်ပဲကြားလာဖြစ်ပါတယ်အဲ့ဒါတော့သူ့ရဲ့အဓိကအားသာချက်ဖြစ်ပါတယ်အားနည်းချက်ကတော့အနစ်ဖြစ်လို့လင်းရတာတနက်ကလူရတယ်လို့မျိုးအဖက်လေးတွေနှစ်လေးတွေပါပါမယ်ဒါပေမဲ့ကန်းစောစီတွေနဲ့ရောနေတာမို့လင်းရတာအရင်မကျန်းပါဘူးခင်ဗျာကျွန်တော်တို့မိသားစုကတော့အနစ်ကိုပဲလင်းစေးဖြစ်သုံးပါတယ်အစီကိုတော့တောက်စေးဖြစ်ပဲသုံးပါတယ်အနစ်နုကကန်းစောစီလိုပဲဒူးနာခါနာလေးဖက်နာကြီးပေါင်းအယိုးကြောဆင်မြင့်အဖူကျိတ်စားတဲ့ကြိုက်ခဲနာကျင်ချင်းတွေကိုတနေ့ကို3ချိန်နာကျင်တဲ့နေရာတစ်ဝိုက်ပုတ်လူပေးုံနဲ့တိတိတတ်တာကိုတက်တာပျောက်ကင်းစေတဲ့အစွမ်းရှိပါတယ်။ကျွန်တော်ကင်းစင်တဲ့ကန်းတော်ကြီးစစ်ကိုဝယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံတဝန်းအရောက်ငွေချင်းနဲ့ပို့ဆောင်ပေးနေတာဖြစ်လို့အသေးစိတ်ကိုစာပို့ပြီးတော့ပဲဖြစ်ဖြစ်ဖုန်းဒါမှမဟုတ် Viber အနေပဲဖြစ်ဖြစ်မေးလို့ရပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။